ဒီနေ့ခေတ်မှာဒေါ်လာဘီလီယံ80ကျော်ပိုင်ဆိုင်ထားတဲ့ကမ္ဘာအချမ်းသာဆုံးစီးရင်ဝင်တထေးကြီးတစ်ယောက်ရှိပါတယ်။ဒါပေမဲ့အန်အောစရာအကောင်းဆုံးကသူဟာယောက်ျားလားမိန်းမလားအဖွဲ့အစည်းတစ်ခုလားဒါမှမဟုတ်အသက်ရှင်လျက်ရှိသေးရဲ့လားဆိုတာကိုကမ္ဘာပေါ်ကဘယ်သူမှမသိကြပါဘူး။သူဖန်တီးခဲ့တဲ့အရာကတော့ကမ္ဘာဘဏ္ဍာရေးစနစ်ကြီးတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့ပါတယ်။သူဘယ်သူလဲ။သမိုင်းမှာအကြီးမားဆုံးလှုပ်ဝက်ချက်ဖြစ်တဲ့ဆာတိုရှီနာကာမိုတိုဆိုတာဘယ်သူများလဲ။ဇလန်က2008ခုနှစ်ကမ္ဘာစီးပွားရေးပြက်ကတ်ကြီးနဲ့တူစတင်ပါတယ်။ဘဏ်တွေပြိုလဲပြီးလူတွေအလုံးလက်မဲ့ဖြစ်အိမ်တွေအသိမ်းခံနေရချိန်မှာအင်တာနက်ပေါ်ကစာမျက်နှာ9မျက်နှာပါတဲ့စာတမ်းတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီစာတမ်းရဲ့နာမည်က Bitcoin a peer-to-peer electronic cash system ပါ။ရေးသားသူကတော့ဆာတိုရှီနာကာမိုတိုလို့အမည်ခံထားပါတယ်။သူကဘဏ်တွေအစိုးရတွေလိုဂျားခန့်အဖွဲ့အစည်းတွေမလိုပဲလူအချင်းချင်းဓာတ်ရိုက်ငွေလွှဲလို့ရမယ် digital ငွေကြေးစနစ်ကိုမိတ်ဆက်လိုက်တာပါ။ဒါဟာရိုးရိုးတည်ထွင်မှုတစ်ခုမဟုတ်ပဲရိုးရာငွေကြေးစနစ်ကြီးကိုတော်လှန်လိုက်တဲ့ပုံကံမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဆာတိုရှီဟာကွန်ပျူတာပရိုဂရမ်မာတွေခရစ်ပတိုဂရာဖာတွေနဲ့အွန်လိုင်းကနေအီးမေးလ်တွေနဲ့ပဲဆက်သွယ်ပြီး Bitcoin network ကြီးကို2009ခုနှစ်မှာအသက်သွင်းခဲ့ပါတယ်။သူရေးသားခဲ့တဲ့ကုတ်တွေဟာအပြစ်ပြောစရာမရှိလောက်အောင်ပြည့်စုံလုံးပါတယ်။ဒါပေမဲ့တစ်နှစ်နှစ်နှစ်ကြာလာပြီးနောက် Bitcoin ဟာတဖြည်းဖြည်းနာမည်ကြီးလာပြီးလူသိများလာချိန်2011ခုနှစ် AP လမှာတော့ဆာတိုရှီဟာရုတ်တရက်စီလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးအီးမေးလ်မှာကျွန်တော်တခြားကိစ္စတွေလုပ်ဖို့ရှိသေးရဲ့လို့ပဲတူတူတုတ်ရေးထားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းသူ့ကိုရှာဖွေဖို့သတင်းတောက်တွေထောက်လန်းရေးတွေအပူတပြင်းစူးစမ်းခဲ့ကြပါတယ်။တန်တရားရှိသူစည်ရင်းမှာပထမဆုံး Bitcoin လွှဲပြောင်းမှုကိုလက်ခံခဲ့တဲ့ Hal Finney Digital ရွှေအယူအဆကိုစတင်ခဲ့တဲ့ Nick Szabo နဲ့နာမည်တူဂျပန်အမေရိကန်လူမျိုး Dorian Nakamoto တို့ပါဝင်ခဲ့ပေမဲ့အားလုံးကသူတို့မဟုတ်ကြောင်းညှင်းဆိုခဲ့ကြပါတယ်။ဆာတိုရှီနာကာမိုတိုတကယ်ပဲဘယ်သူလဲဆိုတာသက်သေပြနိုင်မဲ့အကြီးမားဆုံးတော့ချက်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ဆာတိုရှီစတင်တူဖော်ခဲ့တဲ့ Bitcoin အရေးအတွက်တသန်းခန့်ရှိနေတဲ့ Digital ပတ်စံရေး wallet ပါပဲ။ဒီနှစ်ခေတ်တန်ဖိုးနဲ့ဆိုရင်ဒေါ်လာဘီလီယံကြီးတန်ကြီးရှိပေမဲ့လွန်ခဲ့တဲ့15နှစ်တာကာလအတွင်းမှာအဲ့ဒီဒေကနေ Bitcoin တစ်ပြားမှဝေလျားသွားခြင်းမရှိသေးပါဘူး။သူဟာငွေမမတ်တဲ့အာဇာနည်တစ်ယောက်လား။ဒါမှမဟုတ်သူ့ရဲ့ပတ်စံအိတ်တော့မပြောက်သွားတာလား။ဒါမှမဟုတ်သူအသက်မရှိတော့လား။ဆာတိုရှီဟာဘယ်သူပဲဖြစ်ဖြစ်သူဖန်တီးခဲ့တဲ့နည်းပညာဟာလက်ရှိမှာငွေကြေးလောကရဲ့သမိုင်းသစ်ကိုရေးထိုးနေပြီဖြစ်ပါတယ်။ကြည့်ရှုသူတို့ကရောဆာတိုရှီနာကာမိုတိုဟာတယောက်တည်းလား။အဖွဲ့အစည်းလား။ဘယ်သူဖြစ်နိုင်မလဲဆိုတာကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါဦး။ဒီလိုခေတ်သစ်သမိုင်းကလှုပ်ဝက်ချက်တွေကိုသဘောကျတယ်ဆိုရင်ဒီဗီဒီယိုလေးကို like လုပ်ပြီး History Hut မြန်မာကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာမှတ်တမ်းရုပ်ရှင်တွေနဲ့ပြန်လာခဲ့ပါမယ်။